အရှင်ကားဆိုတကားလုံးရှယ်ကျမ်းမှာတိုက်ရိုက်ညီဖို့အတွက်ရှယ်ကျမ်းပြီးမိုက်တဲ့အရှင်ကားကြီးတကားနဲ့ကျွန်တော်ဒီမိတ်ဆက်ပေးချင်ပါတယ်ဒီကားကြီးက2010ထွက်ရှိထားပြီးတော့ INTV support 3ကြီးကြောင့်ရရှိထားတဲ့ INTV3 အရှင်စကားကြီးဖြစ်ပါတယ်ဗျဒီစကားထဲမှာ support ရတဲ့မင်းသားကြီးပေါင်းရိုက်ကူးထားပြီးတော့ဒီမင်းသားဆိုရင်ဒီရုပ်ရှင်တွေမှာမကပဲပြင်တော်ကမှာတိုင်းပြည်ရတက်ကျွမ်းတော့ကျွန်တော်သိရှိရတယ်ဗျဒီစကားထဲမှာမင်းသားကထောင်တွင်းကျင်းသားတယောက်အနေနဲ့ပေါင်းရိုက်ကူးထားပြီးတော့ထောင်မကြခင်ကြီးလက်ဝတ်ထိုးပွဲတစ်ခုမှကျွန်တော်တရားရရှိလာခဲ့တဲ့အဲကြောင့်မို့သူကထောင်ကျနေတဲ့အချိန်တွေမှာဒဏ်ရာတက်ကောင်းဆိုပြီးသူကလေ့ကျင့်ခန်းနေအပြည့်နဲ့လုပ်ခဲ့တယ်နောက်ဆုံးဒဏ်ရာတက်ကောင်းသွားတဲ့အခါမှာလည်းထောင်ထဲမှာကျန်တဲ့ပါတယ်ဆိုတော့အမှန်ဝန်ထိုးဝေးကြီးမှာသူကဝင်ရောက်ထုံးနှက်ခဲ့တယ်သူ့ထိုးချက်တွေကပြင်းနေတာကြောင့်ဒီထဲမှာ fighter ကြီးတယောက်လိုမျိုးသူကဖြစ်လာခဲ့တယ်နောက်ဆုံးသူချန်ပီယံရဖို့ fighter ကြီးဆုံးတစ်ကောင်ထိုးဖို့ပဲကြံတော့တယ်သူနောက်ဆုံးထိုးရမယ့် fighter ကထောင်သားတယောက်ဖြစ်ပေမဲ့လည်းလုံကျွမ်းနေမလို့ရပဲစားကောင်းတော့ကောင်းနေစားရပြီးလေ့ကျင့်ခန်းအပြည့်နဲ့လုပ်ရတဲ့ fighter ကြီးဖြစ်နေတယ်ဒါကြောင့်ဇက်ကောင်မင်းသားအနေနဲ့ဇလန်ရဲ့ဆုံးသက်မှာဒီ fighter ကြီးကိုထုံးနိုင်သွားမလားဆိုတော့ကျွန်တော်ရင်းနေနေကြည့်ကြရမယ်မဆားစင်ကားကောင်းမျိုးဖြစ်ပါတယ်ဗျဒီကားလေးတက်တော့မှနာမည်ကြီးတဲ့အပြင်ဘယ်စီကစင်ကားကြတဲ့သူတယောက်ဆိုဒီကားလေးကိုတခြားပေါက်ကြီးကိုကြည့်တင်ပါတယ်ဗျဒီကားလေးရဲ့အစားဆိုကို channel မှာမြန်မာစံတော်ပြီးကြည့်ရှုလို့ရတာပြီ channel ဝင်ပြီးပေါ်လည်းကျွန်တော်ဗီဒီယိုလေးမှာသိချင်ရှင်းပြပေးထားတယ်ဗျကိမေးစီကနားမလည်သေးဘူးဆို comment မှာဟိုင်းခဲ့ပြီးတော့ channel လေးပြချပြပါမယ်ကျွန်တော်က channel ကစီလေးပဲဖြစ်ပါတယ်ဗျသုံးကြည့်ရှုပေးတဲ့ကြောင့်ကျွန်တော်ကျေးဇူးထူးပြီးပါတယ်